အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကောင်းသမားလေးဂိုင်ရိုပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော် YouTube ဗီဒီယိုလေးစတင်မှာဖြစ်တဲ့အတွက်ကြောင့်အားပေးကြပါအောင်တောင်းလို့ရပါတယ်ကျွန်တော်တင်မဲ့ဗီဒီယိုတွေကတော့ဒီပတ်ကြီး classic ပြထားတာခါရကြရင်တော့ကျွန်တော်တို့UR တို့ဘာလို့ဆော့ပြနေပါတော့ဆိုတော့အားပေးကြပါဦး like and subscribe pleaseကျွန်တော်အဲ့မှာနေခဲ့တာဗျာနေကမဝင်ရောနေတောင်ဝင်လို့ရှိရင်အဲ့မှာနှကောင်တော့ကတော့ဘာလို့ခြေအားမြင်ရတယ်ဗျာအိမ်ထဲမှာဆိုတော့အဲ့ကျွန်တော်နေမတိရနေအိမ်ထဲပြန်ဝင်ပြီးတော့ပစ္စည်းပါလေးကောင်းနေတယ်ဗျာအေးကောင်းလေးဒေကြီးဝင်ချလာတာသေးပါသေးရတယ်အဲ့ဒါသိပ္ပံနီးအဲ့မှာလူရင်တင်ပြီးဝင်လာတဲ့ကောင်ပြစ်မယ်ဆိုပြီးကြည့်လိုက်တာဟိုနားမှာရက်သွားတော့ပစ္စည်းကောက်နေတာပါပစ္စည်းကောက်နေတဲ့ကောင်လေးကိုပြစ်ပြီးတက်သူမျိုးကိုဖင်လိုက်ပြီးတော့ပို့လိုက်တော့ရှော့ရမှာတကယ်တော့လူ့ဘွားကြီးရဲ့ရည်စရာကြီးပါဗျာမပြောတော့ဘူးနောက်ဘက်ကွာအောက်ကြရဲအမ M7 ဆိုသူကောက်တယ်လိုင်းကလက်နေရဲ့ကြီးကပါမလားအခန်းထဲပြေးဝင်နေကြောက်လန်းနေညပြန်ထွက်ပြီးပြန်ကောက်ရတယ်ဒါသာတော့သူကြိုပြောမယ်နော်ကျွန်တော်ဗီဒီယိုဝါနေတာတွေအဲ့လိုထစ်သွားတာလို့ပါလို့စိတ်မရှိပါနဲ့ကျွန်တော်ဖုန်းတစ်လုံးနဲ့လုံးနေရမလို့ဝါသနာပါလို့တာလောက်ရပါခင်ဗျာတော့ကပ်ပါတော့ဘလို့ကန့်ရတယ်ပြမတော်ဝင်လာတယ်ပြစ်ပြီးလိုက်တယ်ကောင်းပြစ်တယ်ထိတယ်အဲ့မှာနောက်တော့ထပ်ဝင်လာတယ်အခန်းထဲမှာရှိရမသိဘူးသူပထွေးကအခန်းထဲမှာဆိုတာမသိဘူးချော till it's cool just cool into the mouth nice မိုက်တယ်ကြိုက်အဲ့ဒါပစ္စည်းလေးပါလေးကောက်ပြီးတော့ဖိုးလေးပါလေးလဲပေါ့ဗျာတင်မှာဘာညာပေါ့ခန်းထဲလာပြီးကြည်လာဖြည့်ပြနေတယ်ရောက်အောင်မရှော့မခန်းထဲလမ်းတွေ့ရ AKO Force ကိုကြီးနဲ့လမ်းအောင်ရတာပဲကျင်းကြံပြတ်သွားတယ်အေးတက်ကောင်းလေးဒါတက်နေတာအောင်လေးကိုခေါင်းလေးဆောင်းအလားလေးပြစ်ပေးလိုက်ပြီးတော့ခိုင်းနဲ့ပြန်ဝင်ဈေးလေးပါလေးတောက်ပြီးမှပြန်ပြစ်မယ်လို့ပြီးတော့ပြန်ပြီးကူရစင်ပြန်လိုက်ရပါဗျာကိုကြီးဘာလို့လဲဘာရှာလဲဝင်ကြည့်လေကိုရလည်းခန်းထဲမှာ2ယောက်တည်းကြိတ်ပြီးပဲဖြစ်နေကျွန်တော်လည်းကောဒါလည်းပါတယ်နော်
အမှန်ကနောလိုက်တယ်အထဲထဲကနောကပေါက်စားသွားတယ်ကြည်ပါအောင်ဗျာပေါက်စားသွားတဲ့ကောင်လေးကိုဆုံးမတော့မူရမ်းဗျာအဲ့မှာကြည်တယ်ကိုခုံတိုးတာဗျာခေါင်းလေးနဲ့ရှေ့ကိုငေးနေတာနောက်မှနင့်လင်ဝင်လာပြီအမှကျွန်တော်လည်းဘူကန်ကနေထွက်ပြီးဟိုရှာတခြားလောက်ကြပါဗျာဘွဲရလည်းပြီးတော့မှကျွန်တော်တရားမလို့ရေး individual လေးကောင်းနေလို့ဒီမှာပြီးပြီးပါညာပေါ့ကွာအဲ့မှာ၃កောင်ကြံသေးရကွာဟိုကောင်ခေါင်းတော့ငါသူ့ဘက်ဆောက်ဝိုင်းထင်ပြီးတော့လိုက်ရှာနေပြီးတော့မဟုတ်ဘောကတကောင်သူ့လူကဟိုဘက်မှာရှိမယ်ထင်နေတယ်နောက်ကနေဖယ်နိုင်သွားပါတယ်တဲ့ငါအဖြစ်ကလေချစ်ကန်စားပါကွာနောက်ဆုံးတော့လေကိုကြီးလည်းစီတူးလေးမှာပဲဒုတိယလူပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုတင်နေပြန်လာကြပါမယ်အားလုံးတက်တာပါ